အဲ့တော့ဆရာကတော့တေချာတင်ပေးမယ်ဒါပေမဲ့ညီတို့အနေနဲ့သူများအင်္ဂလိပ်စာတင်လို့လိုက်မတင်နဲ့သူများကားလိုက်ရှင်လို့လိုက်မလို့ချင်တယ်ဒါပေမဲ့ကိုအရင်မေးကြည့်ပါငါအင်္ဂလိပ်စာတကယ်တက်ချင်တာတကယ်တင်ချင်တာအောင်သွင်းဆိုတော့လည်း तू က delivery လောက်တာဖြစ်တယ်ညာပိုင်းလောက်တာဖြစ်တယ်နေပိုင်းကို तू ကအိတ်ကဒါပေမဲ့ तू ရတဲ့အချိန်တနာရီခွဲစာကိုသူ့ဘာသူဗီဒီယိုရိုက်တယ်ဗီဒီယိုရိုက်ပြီးတော့ group တွေကိုပို့ပေးတယ်ကိုရီးယားအဲ့ဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့အင်္ဂလိပ်စာအထိုက်တင်ထဲလျော်ပြီးကိုရီးရအောင်အရင်တော့မသိခဲ့တဲ့ VAT 2V adjective adverb အဲ့ဒါတွေကိုလွယ်ကူသိပါမယ်ဒီဗီဒီယိုကိုကြည့်လိုက်အဲ့ဗီဒီယိုကကိုကကြည့်ရတာလွယ်တယ်ဒါပေမဲ့ तू ရိုက်တဲ့အခါကျရင်အများအချိန်ပေးရအဲ့အချိန်ကသူ့ရဲ့အသက်ပဲအဲ့တော့ तू ကအသက်ပေးပြီးတော့ရိုက်တဲ့ဗီဒီယိုတွေတင်ပေးတဲ့ဟာတွေကိုကကျွမ်းကျင်လေ့လာခြင်းတယ်ဆိုလို့ရှိရင်เนาะလာကျွမ်းလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့သူများအင်္ဂလိပ်စာကျင်ဟာအကိုကျွန်တော်လည်းတင်နေတယ်ကျွန်တော်လည်းတင်နေတယ်တင်တာတင်လို့ရတယ်ဒါပေမဲ့ကိုယ်တကယ်လိုချင်တာမလိုချင်တာကိုအရင်ပြန်ပေးပါအဲ့တော့ဒါအင်္ဂလိပ်စာတင်ပေးမယ်ဆရာပေါ့နော်လက်ရှိညီကိုဘယ်နှစင်းလောက်သွားယူရတော့အင်္ဂလိပ်စာ group ထဲမှာအမှန်တော့အခြေခံကကျွန်တော်တင်တာအခြေခံကိုမပြတ်သေးဘူးပေါ့နော်ဘာလို့အခုတင်တာကျွန်တော်ဗီဒီယိုပို့ထားတာဗီဒီယိုဖိုင် episode ကကျွန်တော်ထင်တယ်9ခုလောက်ပဲရှိဦးမယ်ဆိုတော့မပြတ်သေးဘူးဒါပေမဲ့မိတယ်ပေါ့ဘာလို့ကျွန်တော်သွားမဲ့သင်ခန်းစာ lesson ကကြတော့ဘယ်ချိန်ဝင် join သူကနားလည်နိုင်တဲ့အနေအထားမျိုးကျွန်တော်လုပ်ပေးထားတယ်အမှန်တော့တစ်စင်ချင်းသွားစီချင်တာဘာလို့ဟိုအခြေခံကြာဆုံးဟာရရင်တော့ပိုကောင်းတာပေါ့ foundation ကောင်းမှသူကအမြင့်သွားလို့ရလေဆိုတော့အဲ့လိုမျိုးဆိုတော့လက်ရှိတော့ကျွန်တော်သိမသွားရသေးဘူးစတာမကြသေးဘူးဒါပေမဲ့အဆင်ပြေပါတယ်နော်ဘယ်ချိန် join လို့ရတယ်နောက်အခုမှလာတဲ့ high method တွေတက်ကျွန်တော်တီးတက်ကျွန်တော်နောက်ထပ် group ထပ်ဖွဲ့ပြီးတော့ကျွန်တော်စီစဉ်ထားပြီးသားဒီဗီဒီယိုလေးတွေကိုကျွန်တော်ပို့ပေးမယ်သူသင်ခန်းစာဆိုတဲ့ခါကျတော့အချိန်မျိုးကိုလေ့လာလို့ရတယ်ပြဿနာမရှိဘူးနောက်ကြရဆိုတော့မရှိပါဘူးနော်နောက်ကျွန်တော်ရွေးချက်ကဘာလဲဆိုတော့အခုဒီမှာလုပ်နေတဲ့ကျွန်တော်ဒီမြန်မာနိုင်ငံသားတွေဒီမှာမဟုတ်တခြားမလေးရှားထိုင်းမှာရောက်နေတဲ့နိုင်ငံပေါင်းရောက်နေတဲ့မြန်မာလူမျိုးတွေအတွက်ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်အမြင့်ကိုဆက်သွားခြင်းနဲ့ဆိုရင်ဒီဘာသာစကားဆိုတာလိုအပ်တယ်လေ language ကအဲကြောင့်မလို့ဒီတဲ့ပိုကောင်းတဲ့ level အဆင့်ကိုသွားခြင်းနဲ့ဆိုရင်ကို skill တွေဖြစ်ဖို့လိုအပ်တယ်ဘာသာစကားဆိုတာကကျွန်တော်တို့ဘယ်နေရာမှာဖြစ်ဖြစ်နိုင်ငံခြားရောက်နေဆိုလို့ရှိရင်လိုအပ်တယ်ကိုကဒီတဲ့မြင့်နေရာသွားခြင်းနဲ့ဆိုရင်လုပ်ဖို့လုပ်ရမယ်မဟုတ်လို့ရှိရင်ဒီပြဿနာမှာပြောချင်ခဲ့လိမ့်မယ်ဆိုတော့အဲ့ဒါကြောင့်မို့နော်တခုပြောချင်တာကကိုက skill ရှိထားတယ်ဆိုရင်ကိုကအလုပ်ကိုရွေးလို့ရတယ်ကိုက skill မရှိရင်အလုပ်ကကိုပြန်ရွေးသွားလိမ့်မယ်မင်းကတော့ဒီတန်ရှင်းနေပဲတန်တယ်မင်းတန်ရှင်းပဲလို့ဆိုတော့အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့ကိုကအလုပ်ကိုရွေးချင်တယ်ဆိုရင်ကို skill ဖြစ်တာကိုလိုအပ်ပါတယ်အဲ့တော့ဒါကတော့ knowledge share နေနေတယ်ပေါ့နော်အခုလောဆယ်အောင်သူဟင်းကစပိန်နဲ့ delivery လုပ်တာပေါ့နော်ညီကိုတို့မသိအောင်ပေါ့ကျွန်တော်ထပ်ပြောပြမယ်မသိတဲ့သူတွေစပိန်နဲ့ delivery လုပ်တာမြန်မာနိုင်ငံသားတယောက်စပိန်နဲ့ delivery လုပ်တာစင်ကာပူမှာမရှိဘူးနော်ဒါပေမဲ့ဘာလို့အဲ့လိုစပိန်နဲ့ delivery လုပ်တယ်သူ့မှာ skill ရှိတယ်အင်္ဂလိပ်စာကျွမ်းကျင်ပြောနိုင်တယ် translate လုပ်ပေးတယ် delivery လိုက်ပို့တယ်အဲ့တော့ကို့မှာ skill ရှိတာလို့ရှိရင်ကိုမမျော်လင့်ထားတဲ့အလုပ်တွေတော့မှရနိုင်အဲ့တော့ညီကိုတို့ထဲမှာ delivery နဲ့စပိန်နဲ့ delivery လုပ်တဲ့သူရှိလို့ရှိရင် comment မှာဝင်ရောက်ရေးသွားလို့ရတယ်တောင်းတောင်မရအောင်ဟုတ်တော့ delivery နဲ့ space လို့ဆိုတာတော်မှခဲရင်းနဲ့လို့မလေးတွေတရုတ်တွေလောက်ပဲရအောင်မြန်မာနိုင်ငံသားရဖို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့ကို့မှာ skill ရှိတဲ့အတွက်အဲ့လိုအလုပ်မျိုးရအဲ့တော့ဘယ်လိုပဲဖြစ်အောင်သူဟိအနေနဲ့ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့အချိန်ကိုပေးပြီးတော့မြန်မာနိုင်ငံသားတွေတယောက်စီတိုင်းကိုအင်္ဂလိပ်စာရအောင်ကူညီပေးတယ်ကူညီပြီး process လေးတွားပြီးရဖြစ်တဲ့အတွက်နောက်ပိုင်းအတက်မှာကိုလာ join တဲ့သူတွေအများကြီးဖြစ်လာအဲ့ခါကျလို့ရှိရင်တယောက်တလေတက်သွားရင်တော့မှကိုယ့်ရဲ့အဆင်ပြေပါဟုတ်အဲ့တော့ဘယ်လိုပဲဖြစ်အောင်သူဟင်းကိုအားလုံးကိုသာကျေးဇူးတင်ပါတယ်အောင်သူဟင်းအနေနဲ့တော့ဘာကြံပေးခြင်းလဲမရှိတော့ပါဘူးကျွန်တော်ခုနပြောတာကျွန်တော်များပါသွားပြီပေါ့နော်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ဒါအားဖြစ်စေချင်တယ်နော်ကိုလူမျိုးတွေကိုညီကိုတွေပေါ့နော်ညီကိုတွေနောက်မောင်နှမတွေဒီမှာရောက်နေသူတွေအကုန်လုံးရည်ရွယ်ပါတယ်လာ join ပေးပါလို့နော်ဒါလေးပြောချင်ပါတယ်ကျေးဇူးပါ